สวัสดีค่ะไทยထုံးမှတ်9တန်ကို share လုပ်ပေးမယ်ထိုင်းမှာထုံးမှတ်9တန်ရှိတယ်ဘယ်နှရုပ်လို့လဲခေါ်တယ်အတန်3ထုံးမှတ်9တန်ရှိတယ်တင်ဂီတ4မျိုးရှိတယ်မိုက်အိတ်တင်ဂီတမိုက်အိတ်လောက်ချောင်းလေးနဲ့မိုက်ထိုမိုက်3မိုက်7တဝါနောက်တစ်ခုက normal တန်ပေါ့နော်အလဲတန်ပေါ့အဲ့ဒီအလဲတန်ဘာတင်ဂီတမှမရှိပါဘူးရှင်းရှင်းလေးဖြစ်အောင်ရေးပြပေးမယ်ဝနယုထုံးမှတ်9တန်ရှိတယ်တင်ဂီတကကြတော့ဘာမှမရှိတာက normal တန်အလဲတန်လို့လည်းခေါ်တယ်သူကဘာတင်ဂီတမှမရှိပါဘူးရှင့်သူကကြတော့ဒီလိုမျိုးတင်ဂီတရှိတယ်အပေါ်တင်တဲ့တင်ဂီတတစ်ချောင်းတုတ်တစ်ချောင်းလိုးထုံအနှိပ်တန်အတန်းအနှိပ်တန်နော်သူကကြတော့အနှိပ်တန်မိုက်ထိုသူ့နာမည်ကမိုက်ထိုကကြတော့ falling down တက်ကြတန်ဒီလိုအပေါ်တက်ပြီးတော့အောက်ကိုပြန်ကျတဲ့တန်တင်ဂီတဒီလိုမျိုးကကြီးပြီးတော့အောက်ပြန်ဆွဲဒီအပေါ်ပြန်တင်မိုက်3သူ့ရဲ့တင်ဂီတ high တုံမြင့်တန်ဒီလိုမျိုးမြင့်တက်သွားတာ high တုံအပေါင်းလက္ခဏာမိုက်7တဝါသူကကြတော့ rising down ကြပြီးတော့ပြန်တက်တဲ့တန်ကြတက်တန်သူက normal တန်နော်တင်ဂီတကကြတော့သူ့နာမည်က mic သူ့နာမည်က mic 2သူ့နာမည်က mic 3သူ့နာမည်က mic ကြတဝါနော်တနည်းအားဖြင့် T1 T2 T3 T4 T5 အတန်3 5တန်ကိုဒီလိုမျိုးထုံးမှတ်အနေနဲ့9တန် T1 T2 T3 T4 T5 ဆိုပြီးမှတ်ထားလို့ရှိရင်ပို့လွယ်ပါတယ် T2 ကကြတော့ mic 8 low tone အနှိပ်တန် T3 falling down mic 2သူ့ရဲ့နာမည် T4 က mic 3ဒီလိုမျိုးသူ့ရဲ့တင်ဂီတသူက high tone T5 mic 7တဝါကကြတော့သူကပေါင်းလက္ခဏာပဲသူ့ရဲ့တင်ဂီတ rising down ကြတက်တန်ပမာတန်မှာဆိုလို့ရှိရင်မြန်မာလိုဆိုလို့ရှိရင်3တန်ပဲရှိရင်မြန်မာလိုဆိုလို့ရှိရင်ဆိုပြီးရှိတယ်အတန်3တန်ရှိတယ်ထိုင်းရဲ့အတန်ကြတော့5တန်ရှိတယ် T1 ကကြတော့ရိုးအတန် normal တန်T2 ကကြတော့ပြဲတန်လူးလို့လည်းခေါ်တယ်ဒါကြတော့ဆိုပြီးအတန်ကိုနှိပ်ချလိုက်တယ်ဒါကြတော့ falling down ကတက်ကြတန်เนาะအဲ့ဒါကိုအောက်ကမြင့်တန်လို့လည်းခေါ်တယ်เนาะအောက်ကမြင့်တန်high down ကကြတော့မြင့်တက်သွားတဲ့တန်ရှိတဲ့တန်ပြန်ပြောမယ်အောက်ကမြင့်တန်ရှိတဲ့တန်ဒါကြတော့ကြတက်တန်ကြပြီးတော့တက်တန်ပြန်ပြောမယ်နော် T1 က normal တန်